皆さん、こんにちは。ဒီနေ့ဆန်းစစ်ရှင်းပြပေးမယ်ဘွန်ဘိုလေးရဲ့နာမည်ကတော့နာနီနာနီနီထိုင်းစတဲဆိုတဲ့ဘွန်ဘိုလေးပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီဘွန်ဘိုလေးကိုဆန်းစစ်ကမရှင်းပြခင်မှာမင်းတို့ကိုပြောစရာလေးရှိပါတယ်เนาะဆန်းစစ်ကဒီဘွန်ဘိုလေးကိုသင်မယ်ဆိုပြီးတော့မင်းတို့ရဲ့ဒီဖတ်စာအုပ်ကိုကြည့်လိုက်တဲ့အခါမှာဒီနေ့ဆန်းစစ်ရှင်းပြပေးရမယ်ဒီဘွန်ဘိုလေးကသူကအဓိပ္ပာယ်က2မျိုးရှိပါတယ်အင်မီက2မျိုးရှိတာပေါ့เนาะဒါပေမဲ့ဖတ်စာအုပ်ထဲမှာက1မျိုးကိုပဲရှင်းပြထားတာတွေ့ရပါတယ်ဒါကြောင့်မို့လို့ဆန်းစစ်ကမင်းတို့ကိုအကုန်လုံးသိစေချင်တာဖြစ်အောင်ဆန်းစစ်က2မျိုးစလုံးရှင်းပြပေးထားတဲ့အတွက်မင်းတို့က1မျိုးကိုရှင်းပြရင်တော့1မျိုးကတော့เนาะပထမဦးဆုံး imi ichi ကတော့မင်းတို့စာအုပ်ထဲကကြည့်လို့ရပါတယ်เนาะစာအုပ်ထဲကနေကြည့်ပြီးဆန်းစစ်ရဲ့ရှင်းပြတာကိုနားထောင်လို့ရပြီမဲ့ဒီ imini ဆိုတဲ့ပေါ့နော်နောက်ထပ်အဓိပ္ပာယ်တစ်မျိုးကတော့မင်းတို့စာအုပ်ထဲမှာမရှိတဲ့အတွက်ကြောင့်မို့လို့ဆန်းစစ်ရှင်းပြတာကိုပဲတတိချာချာလေးလိုက်နားထောင်စေချင်ပါတယ်เนาะဒါလေးကိုဆန်းစစ်ပြောပြချင်တာပါအဲ့တော့ဆန်းစစ်ကเนาะဒီဘွန်ဘိုလေးကိုဆန်းစစ်က imi ichi ရဲ့ imini ရဲ့ဆိုပြီးတော့ခွဲပြီးတော့ရှင်းပြပေးသွားပါမယ်เนาะအဲ့တော့အရင်ဆုံး imi ichi ကဘာလဲလို့ဆိုလို့ရှိရင်တဲ့เนาะဒီနာနီနာနီနီ times တဲ့ဆိုတာဘယ်လိုအခါမျိုးတွေမှာသုံးရမလဲဆိုရင်နာနီနာနီကိုအိုက်တဲ့နေမှုခတ်တဲ့သူရဲ့အဓိပ္ပာယ်ကအဲ့တော့တခုခုကိုပေါ့နော်တခုခုကိုဒီတစ်ဖက်လူနဲ့တစ်ဖက်လူကိုဥတီပြီးတော့နော်ပြောချင်တာဥတီပြီးတော့ရွယ်ပြီးတော့လှုပ်တာပေါ့နော်ရွယ်ပြီးတော့လှုပ်တယ်ဥတီပြီးတော့လှုပ်တယ်ဥတီပြီးပြောတယ်ရွယ်ပြီးတော့ပြောတယ်ပေါ့နော်အဲ့လိုအခါမျိုးတွေမှာနာနီနာနီနီ times တွေကိုသုံးပါတယ်တဲ့အဲ့ဒါက imi ichi ပါနော်အဲ့တော့သူ့ရဲ့ဆယ်စုစုခုကိုဆန်စီတို့ကကြည့်မယ်ဆိုရင်သူ့ရဲ့ဆယ်စုစုခုက noun ပါnoun နိ times တဲ့ပေါ့နော်အဲ့လိုမျိုးသုံးပါတယ်အဲ့ဒီမှာဆန်စီတို့က noun နိ times တဲ့မှာဝလဲတစ်ခါလေးမှာသုံးတာရှိသလိုမိုပေါ့နော်နာနီနာနီနီ times တဲ့ဝနာနီနာနီနီ times တဲ့မိုပေါ့နော်မိုလည်းပဲသုံးတာရှိပါတယ်ဒါကတော့ကိုသုံးချင်တဲ့စာကြောင်းရဲ့အကြောင်းအရာပေါ်လိုက်ပြီးတော့ဝလားမိုလားဒါမှမဟုတ်ရှင်ဒီတိုင်းပဲ times တဲ့လားဆိုတော့ဒါကိုမှကိုပြောင်းလို့ရပါတယ်နော်ဘယ်လိုပဲဖြစ်ဖြစ်သုံးလို့ရပါတယ်လို့ပြောထားတာပါနောက်တစ်ခုကကြာ noun နိ times ရှိတဲ့နော် noun နိ times ရှိဆိုတာလည်းပဲသုံးပါတယ်တဲ့နောက်တစ်ခုကကြာတော့ noun နိ times စု noun ဆိုတာလည်းသုံးပါတယ်အဲ့တော့ sensei တို့က noun နိ times စု noun ဆိုရင်တော့ noun plus ဘာလဲဆိုလို့ရှင်နိ times စု plus noun ပေါ့နောက်မှာ noun ပါတယ်ပေါ့နော်အဲ့တော့စာကြောင်းတစ်ကြောင်းမှာ sensei တို့က noun ရဲ့နောက်က noun ရဲ့ပါမယ်ဆိုရင်အလယ်မှာနိ times စုကိုရွေးပေးရမှာပေါ့နော်အဲ့ပုံစံလည်းသုံးပါတယ်တဲ့အဲ့တော့ sensei ကဒီမှာပေါ့နော် noun နိ times တဲ့ရဲ့ noun နိ times စု noun ကိုကြတော့ဒါတိတ်ပြီးတော့ရှင်းစရာမလိုဘူးပေါ့နော်ဒီမှာနည်းနည်းလေးထပ်ရှင်းပြရမှာက noun နိ times ရှိကိုနည်းနည်းလေးထပ်ရှင်းပြချင်ပါတယ်အဲ့တော့ noun နိ times ရှိကဘာအဓိပ္ပာယ်လဲဆိုရင်တဲ့သူကကျူးရှိခေလျော်ကန်နေနော်အဲ့တော့ဒီကျူးရှိခေလျော်ကန်ဆိုတာကဘာလဲလို့ပြောရင်စမ်းစီတော့ခတ်တားကြီးဖြစ်တယ်လို့ပြောတာပါနော်ခတ်တားကြီးဖြစ်တဲ့ဖော်ပြချက်ဒီမှာသုံးချင်တော့ noun နိ times ရှိကိုသုံးပါတယ်အဲ့တော့ဘယ်လိုခတ်တားကြီးလဲလို့ပြောရင်ကျူးရှိလို့ပြောကြအောင်စမ်းစီတော့ဘုံကနှစ်ကြောင်းပေါ့နော်အဲ့တော့တကြောင်းကိုပြောတဲ့အခါမှာအဲ့တကြောင်းကိုသူကဘယ်လိုပြောမလဲဆိုရင်အသေးစိတ်မပြောတော့ဘူးအသေးစိတ်မပြောဘဲနဲ့ကိုပြောချင်တဲ့အကြောင်းအရာကိုပဲပြောပြီးတော့ဆန်စီကရက်လိုက်တာနေ့ထိုင်းရှိဆိုရက်လိုက်ပြီးတော့နောက်ထပ်ဘွန်းတစ်ကြောင်းကိုထပ်ပြီးတော့ပြောတယ်အဲ့ပြောတဲ့ဘွန်းနဲ့ရှေ့ကဘွန်းနဲ့ဆက်ဆက်မှုရှိနေတယ်အဲ့လိုအခါမျိုးမှာဆန်စီတို့ကနာနီနာနေနေထိုင်းရှိကိုသုံးတယ်အဲ့တော့ခါတားကြီးလည်းဖြစ်ရမယ်နော်ပြီးတဲ့ခါကျရှင်ဒီရှေ့ကအကြောင်းနဲ့နောက်ကအကြောင်းကဆက်ဆက်မှုလည်းရှိရမယ်ပေါ့နော်အဲ့လိုခါမျိုးမှာသုံးတယ်လို့မင်းတို့မှတ်လို့ရပါတယ်เนาะအဲ့တော့ပြီးတော့မှဆန်စီကအသေးစိတ်ပြန်ပြောပြပါမယ်ဒီလောက်လေးပဲမှတ်ထားပေးပါเนาะခတ်တားကြီးဖြစ်တဲ့ဆိုတာလေးပဲမှတ်ထားပေးလို့ရပါတယ်အဲ့တော့ဆန်စီတို့เนาะသူ့ရဲ့အဓိပ္ပာယ်လည်းသိသွားပြီသူ့ကိုသုံးပုံသုံးနည်းခတ်တတ်ချီလည်းသိသွားပြီဆိုရင်တို့တွေ rebon လေးလုပ်ကြည့်ကြစို့เนาะ rebon ichi ကဘာလဲဆိုရင်私の先生はတဲ့どの生徒に対してもတဲ့厳しいတဲ့အဲ့တော့ငါရဲ့ဆရာမကတော့どの生徒လို့ပြောရကြအောင်ဆန်စီကဘာလဲဆိုရင်ဘလို့เนาะဘလို့ပဲဖြစ်တဲ့เนาะဘာလဲဆိုလို့ရှိရင်တပည့်ပဲဖြစ်ဖြစ်ဆိုးတဲ့တပည့်ရောတော်တဲ့တပည့်ရောပေါ့เนาะဘလို့တပည့်ပဲဖြစ်ဖြစ်နိ times တဲ့မိုး厳しいအဲ့တော့ဘလို့တပည့်ပဲဖြစ်ဖြစ်သူ့အတွက်က厳しいဖြစ်တယ်ပေါ့เนาะအဲ့တော့ဘလို့တော်တဲ့တပည့်လဲသူဗာလဲဆိုရင်စကားပြောလို့ရှိရင်အဲ့တပည့်ကိုဥတီပြီးပြောတာเนาะရည်ရွယ်ပြီးပြောတဲ့အခါမျိုးမှာ
လည်းပဲခေပြီးရှိဖြစ်တယ်ဆိုတဲ့တပည့်ကို UTP ပြောတယ်ရွယ်ပြီးပြောတဲ့အခါမျိုးမှာလည်းပဲခေပြီးရှိဖြစ်ပါတယ်အဲ့တော့ဒီဆီယာမကကွာအပြင်မှာဘလောက်ပဲဒါစားရှိဖြစ်နေပါစေကလေးတွေနဲ့ပတ်သက်လာလို့ရှိရင်ခေပြီးရှိဖြစ်တယ်ဒီလိုအခါမျိုးမှာဆန်စီတို့က need times တွေကိုသုံးပါတယ်နောက်နိဗ္ဗာန်ကကြတော့ခုနမွန်တိုင်းကိုနိထိုင်းစုရုခုတာရဲ့ဝါအဲ့တော့ခုနမွန်တိုင်းလို့ပြောရအောင်ဆိုစီကဒီပု္ပ္ပာနော်ဒီပု္ပ္ပာကိုနိထိုင်းစုရုလို့ပြောရအောင်ဒီပု္ပ္ပာကိုဦးတည်တဲ့ရွယ်တဲ့ပေါ့နော်ခုတာအဲဝဆိုတဲ့အခါကျတော့အဖြေကအဲ့တော့ဒီပု္ပ္ပာရဲ့အဖြေပေါ့နော်ပြောရလို့ရှိရင်အဲ့တော့ဒီပု္ပ္ပာကိုရွယ်ပြီးတော့ဆန်စီကအဖြေရှာနေရတာပေါ့နော်ဒါကြောင့်မလို့ဒီပု္ပ္ပာရဲ့အဖြေကတော့မာရမီစုခတ်တဲ့အီနိုင်တဲ့ငါရှာမတွေ့သေးဘူးတဲ့ဒီပု္ပ္ပာရဲ့အဖြေကိုငါရှာလို့မရသေးဘူးပေါ့နော်ဒီလိုခါမျိုးမှာသုံးတယ်အဲ့တော့ဒီမှာ need ထိုင်းစုလို့ဘာကြောင့်သုံးထားလဲနောက်ကခုတာရဲ့ဆိုတဲ့ noun ပါတယ်တဲ့ကြောင့် need ထိုင်းစုလို့ကိုသုံးထားတာပါနော်အဲ့လိုခါမျိုးမှာဒီ need times တွေကိုသုံးပါတယ်နောက်3番ကကြတော့ခုခု not can say need times တဲ့အဲ့တော့ခုခုလို့ပြောရလေစိရဲ့ can say ဆိုတာဆောက်လုပ်ရေးနော်ဆောက်လုပ်ရေးကိုဥတည်ပြီးတော့ times ဆိုတော့ဥတည်ပြီးတော့ဂျူးမင်းခါရတဲ့နော်ဂျူးမင်းဆိုတာကနေထိုင်တဲ့သူတွေစီကနေမှတဲ့နေထိုင်နေတဲ့လူတွေပြည်သူတွေပေါ့နော်ပြည်သူတွေစီကနေမှဖူမန်းတော့ခိုတာရဲ့ကအာဂတ်တဲ့ဤလူတဲ့အဲ့တော့ဖူမန်းဆိုတာမကျင်တဲ့နော်အဖြေတွေကအာဂတ်တဲ့ဤလူတက်နေတယ်တဲ့အဲ့တော့သူတို့ဒီလေစိတ်ဆောက်တာကိုသူတို့မကြိုက်ဘူးပေါ့နော်မကြိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဥစ္စာကိုဥတီတဲ့နော်မကောင်းတဲ့မကျင်တဲ့ချက်တွေကလုံးဝသတင်းတွေကတက်နေတယ်လို့ပြောချင်တာပါနော်ဒီလိုခါမျိုးမှာဆန်စီတို့က need times တွေကိုသုံးပါတယ်နောက်ယွန်မန်ကကြတော့ခီဘီရှိချီချီနီထိုင်းရှိတဲ့အဲ့တော့ခီဘီရှိအရန်ကိုတင်းကျပ်တဲ့စီကန်းတင်းကျပ်တဲ့အဖေကိုဥတီပြီးတော့နော်ဥတီပြီးတော့ဝါတာရှိဝအစ်ဆွန်မိုငါကအမြဲတမ်းဟန်ခိုတက်ခိနာတိုက်တူကိုတွတ်တာအဲ့တော့ဟန်ခိုတက်ခိနာလို့ပြောရအောင်ဆန်စီတို့ကဗာလဲလုံးဝကိုလေမကျေနပ်တာအန်တုတာနော်ဒီအဖေကိုအမြဲတမ်းအန်တုတဲ့တိုက်တူကိုတွတ်တာတဲ့အပြုတ်မှုကိုပဲလုပ်တယ်တဲ့အမြဲတမ်းအဲ့တော့ဒီမှာဆန်စီက need ထိုင်းရှိပါတယ်ဒါကြောင့်မို့လို့ဒီ need ထိုင်းရှိဆိုတာခါတားကြီးလို့ပြောရတယ်နော်ဘလို့ခါတားကြီးဖြစ်လဲလုံးဝနော်လုံးဝအမြဲတမ်းအဖေကကောင်းတာပဲပြောဆိုးတာပဲပြောဒီအဖေရဲ့ခီဘီရှိဖြစ်တာမကြိုက်လို့နော်မကြိုက်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မို့ဆန်စီကဘုံက2ချောင်းရှိတယ်လို့ပြောထားတာပေါ့နော်ရှေ့ကဘုံကအဖေအကြောင်းပြောတယ်နောက်ကဘုံကအနောက်ကိုယ့်ရဲ့အကြောင်းပြောတယ်ဒါပေမဲ့ရှေ့ကဘုံနဲ့နောက်ကဘုံကဘာဖြစ်နေရလဲ rank case လုံးဝပတ်သက်ဆက်နွယ်မှုရှိနေတာနော်ဒီလိုခါမျိုးမှာဆန်စီတို့ကneed ထိုင်းရှိကိုတုံးတယ်ဒါကြောင့်ဒီဟာလေးကို star လေးပြထားပါနော်ပြထားပြီးပါအဲ့တော့အဖေက KBC ဖြစ်တယ်ဒါကြောင့်မလို့ KBC ဖြစ်တာကိုကမကြိုက်တဲ့အတွက်ကြောင့်အမြဲတမ်းအဖေကိုအန်တုပြီးတော့ပဲအပြုတ်မှုအန်တုတဲ့အပြုတ်မှုပဲလုပ်နေတယ်ဆိုတာမျိုးလေးကိုပြောတာနော်ဒါကြောင့်မလို့ need ထိုင်းရှိကိုတုံးထားပါတယ်ဒီလောက်ဆိုရင်တော့မင်းတို့တွေimi ichi ကိုနားလဲပြီလို့ထင်ပါတယ်နော်အဲ့တော့ဆန်စီတို့တွေ imi ni ကိုဆက်သွားကြစို့နော် imi ni ကတော့ဘလို့ပုံစံဒိတ်ပဲလဲဆိုလို့ရှိရင်တဲ့ A ဝနာနိနာနေတာကားတဲ့ B ဝနာနိနာနေတာတဲ့နော်အဲ့အထိပဲရပါတယ်တဲ့အဲ့တော့ဘလို့မျိုးလဲဆိုရင်နော် A ကတော့ဒါဖြစ်ပေမဲ့နော် A ကိုစန့်ကျင်ဘက်အားဖြင့်နော် A နဲ့ A ကစန့်ကျင်ဘက်အားဖြင့် B ကတော့ဘာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုက A နဲ့ B နဲ့မတူဘူးပေါ့နော်ဒီလိုခါမျိုးမှာဆန်စီတို့က need times တွေကိုသုံးပါတယ်အဲ့တော့မြန်မာလိုသူ့ကိုစီးလို့အောင်ပြောရမယ်ဆိုရင်နှိုင်းရှင်ပြီးပြောတဲ့အခါမျိုးစန့်ကျင်ဘက်အားဖြင့် A ကတော့ဒါပါ A ရဲ့စန့်ကျင်ဘက်အားဖြင့် B ကတော့ဒါပါဒီလိုမျိုးနှိုင်းရှင်ပြီးပြောတဲ့အခါမျိုးတွေမှာဒီ pattern ကိုသုံးပါတယ်တဲ့အဲ့တော့ imi ni ကိုမင်းတို့သိသွားပြီဆိုရင်ဆန်စီတို့သူ့ရဲ့ဆယ်စုစုခုကိုကြည့်မယ်နော်သူ့ရဲ့ခါတာချီကိုကြည့်ပါမယ်ဆယ်စုစုခုကကြတော့ဆန်စီတို့ကဘာလဲဆိုရင် plain မှာတဲ့ plain သုံးတယ်အဲ့တော့ရှေ့မှာကကြတော့တခုခုဥတီပြီးပြောတာတခုခုရွယ်ပြီးပြောချင်တဲ့ခါမျိုးဆိုရင် times တွေကိုသုံးတယ်ဒါပေမဲ့အဲ့ဒါကကြ noun ကိုပဲသုံးရတယ်ရှေ့မှာက noun ဒါပေမဲ့အခုတခုကကြတော့သူ့ရဲ့စန့်ကျင်ဘက်အပြင် A ရဲ့စန့်ကျင်ဘက်အပြင် B ဖြစ်ပါတယ်เนาะနှိုင်းရှင်ပြီးပြောတဲ့အခါမျိုးကြီးဆိုရင်เนาะဆန်စီက plain form ကိုသုံးပါတယ်တဲ့เนาะအဲ့တော့ plain မှာဆန်စီက verb ဆိုရင် dictionary form သုံးတယ် noun ဆိုရင် not လိုက်မယ် it ဆိုရင် it ပဲเนาะ not ဆိုရင် not လိုက်ပြီးတော့တဲ့เนาะအဲ့ဒီခါမှာသူ့ကိုပေါင်းလိုက်မယ်ဆိုရင်ဘာနဲ့ပေါင်းမလဲဆိုရင် non need times တွေကိုသုံးပြီးပါအဲ့တော့เนาะ imi ni မှာကျတော့ no ဆိုတာလေးထပ်ပို့လာပါတယ်เนาะ need times တွေမဟုတ်တော့ဘဲနဲ့ non need times တွေဆိုတာလေးကိုသုံးပြီးပါတဲ့
အဲ့တော့နော်နီဆိုတာကတော့စံစီတို့ဒါ M5 လောက်မှာသင်ခဲ့ရဘူးတယ်နော်နော်နီဆိုရင်ရေသားနဲ့နာနီနာနီဆိုတာမျိုးလေးပြောတာပေါ့နော်အဲ့တော့နော်နီ times လို့ပြောရအောင်ဒီ A ကတော့ရှေ့က A ကတော့ဖြစ်ပေမဲ့လဲနော်အဲ့ A နိနော်နီ times တဲ့အဲ့ A ရဲ့ဆန့်ကျင်ဘက်အားဖြင့်နော် B ကတော့ဘာပါဆိုတာမျိုးကိုနှိုင်းရှင်ပြီးပြောတဲ့အခါမှာဖြစ်တဲ့ကြောင့်နော်လေးပါတာပါနော်အဲ့လိုမျိုးသုံးပါတယ်တဲ့နောက်တစ်ခုကကြတော့ဒီ pattern မှာခိုးရီဆိုရီအာရီဆိုတာလည်းပဲသုံးပါတယ်တဲ့အဲ့တော့ခိုးရီဆိုရီအာရီရဲတဲ့ဆန်စီတို့ကနိ times တဲ့ရဲကိုလည်းပဲတွဲသုံးပေးပါတဲ့အဲ့တော့နှစ်ခုရှိတာပေါ့နော် imini မှာကျတော့သူ့ရဲ့ဆယ်စုစုကိုခတာချီက plain noni times တဲ့ရဲနောက်တစ်ခုကကျခိုးရီဆိုရီအာရီနိ times တဲ့ရဲကိုသုံးပါမယ်တဲ့နော်ဒါဆိုရင်တော့မင်းတို့သူ့ရဲ့အဓိပ္ပာယ်သူ့ရဲ့ပုံစံသုံးပုံသုံးနည်းကိုနားလည်မယ်လို့ထင်ပါတယ်နော်အဲ့တော့ဆက်ကြည့်ကြစို့ရေပုံလေးကြည့်မယ်နော်ရေပုံ1ရေပုံ1ကကြောင့်အာနိုဖတာရီဝဖူတာဂောနာနော်နီတဲ့အဲ့နှစ်ယောက်ကဖတာဂောနာနော်နီအမွှာဖြစ်ရတာနဲ့အာနီဝအိုတိုနာရှိနော်နီ times တဲ့အဲ့တော့အကိုကတော့အိုတိုနာရှိနော်နီ times တဲ့အကိုကတော့ဘာဖြစ်တာလဲလူကြီးဆန်တာနော်လူကြီးဆန်ဒါနဲ့အိုတိုနာရှိဆိုတာ e adjective ဖြစ်တဲ့အောင် plain ဆိုရင် e ဒီတိုင်းပဲပြန်ရေးတယ်အိုတိုနာရှိနော်နီ times တဲ့အဲ့တော့အကိုကလူကြီးဆန်တာနဲ့ဆန့်ကျင်ဘက်အားဖြင့်တဲ့အိုတိုတိုဝါရောခုရှာပဲရူတဲ့နော်ညီကတော့မဟုတ်ဘူးညီကတော့နော်လုံးဝစကားတွေများနေအကိုကတော့လူကြီးဆန်ဆန်အေးအေးလေးနေပေမဲ့အဲ့ရဲ့ဆန့်ကျင်ဘက်အားဖြင့်ညီကတော့လုံးဝစကားတွေများနေပါတယ်တဲ့နော်ဒီလိုခါမျိုးမှာသုံးပါတယ်နောက်နိဗ္ဗာန်ခုနိုအေးကဝါတဲ့နော်ဒီရုပ်ရှင်ကခိုင်းကင်တဲ့ဝနိုင်ငံသားမှာတော့နင်းခိကအာရုနော်နေတိုင်းတဲ့လူကြိုင်များတယ်တဲ့အဲ့တော့နင်းခိကအာရုဆိုတဲ့ကြောင့်စင်စီအာရီမတ် verb ကို dictionary ဖောင်ပြောင်းတယ် non times တဲ့အဲ့တော့လူကြိုင်များတာနဲ့စံကျင်ဘက်အားဖြင့်နေဟွန်ခုခုနိုင်တယ်ဝဆိုတယ်မနိုင်ဂျပန်ပြည်တွင်းမှာတော့အဲ့လိုမျိုးမဟုတ်ပါဘူးလူကြိုင်မများပါဘူးတဲ့နော်ဒီလိုခါမျိုးမှာသုံးပါတယ်နောက်စမ်းပါ一般にတဲ့နော်ဂျေဘူအားဖြင့်တဲ့日本の若者はဂျပန်ရဲ့ဝါကမွန်တို့လို့ပြောလူငယ်လေးတွေကတဲ့နော်လူငယ်လေးတွေကရောရှော့ခုကိုခိုနိုးမှုတဲ့အဲ့တော့ဒီမှာခိုနိုးမှုဆိုတာလေးပါပါတယ်ခိုနိုးမှုဆိုတာကြိုက်တာပါနော်အဲ့တော့ရောရှော့ခုကိုခိုနိုးမှုလို့ပြောရအောင်ဗာလဲဆိုရင်အနောက်တိုင်းအစားအစာတွေကိုကြိုက်တယ်အဲ့တော့ဂျပန်မှာဂျပန်ရဲ့လူငယ်တွေကအနောက်တိုင်းအစားအစာကိုကြိုက်တယ်အဲ့တော့ဆိုးတွေကို times day ဆိုတဲ့အကြောင်းဆန်းစီတို့ကအဲ့ဒီနော်ဒီလူငယ်တွေကအနောက်တိုင်းအစားအစာကိုကြိုက်တာနဲ့ဆင်ကျင်ဘက်အားဖြင့်ဗာလဲဆိုရင်ချူခိုနန်ဝချူခိုနန်ဆိုတာလူလက်ပိုင်းနေနော်လူလက်ပိုင်းနေကတော့တဲ့ဝါရှော့ခုကိုခိုနိုးမှုတဲ့ဝါရှော့ခုဆိုတဲ့ဂျပန်အစားအစာတွေကိုတိုက်ပါတယ်တဲ့နော်ဒီလိုခါမျိုးမှာသုံးပါတယ်ဒီလားဆိုရင်တော့မင်းတို့တွေဆန်းစေးရဲ့နော်ရှင်းပြချက်ကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်နော်ဒီလိုနားမလဲတာမသိတာရှိရင်ဆန်းစေးကိုပြန်လာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်